အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါဒီနေ့ညတော့ကျွန်တော်တို့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်ပွဲရှိတယ်ပေါ့လေဒီနေ့ညမြန်မာစံတော်ချိန်9:00 နာရီမှာကဲမှာမိန်ကတော့ဘာပြောချန်ပီယံလိုက်ဝင်ရင်ကတော့သေချာတော့ပြီပေါ့လေမနေ့က Brighton ကနေပြီးတော့ရှုံးသွားတော့ပို့ပြီးတော့သေချာတော့ပြီပေါ့လေအဲ့တော့ဒီနေ့ပွဲကတော့လီဗာပူးနဲ့ကအင်္ဂလန်ဒါဘီပေါ့အင်္ဂလန်ဒါဘီဆိုတော့အမြဲတမ်းပရိုင်ဆိုင်ကတော့တားများကြတာပဲပရိုင်ဆိုင်တားများတော့ပြီးရင်ဒီနေ့ပွဲကကြည့်အောင်အားဒီကဟိုပါပေါ့လေဘယ်လိုပြောရမလဲမိုက်ကီကားရဲ့ပါမီတန်မန်နေဂျာဖြစ်ဖို့အတွက်ဒီပွဲမှာနိုင်တော့ကျွန်တော်တို့ဒီကြီး6ကြီးကိုနိုင်တာပေါ့ချက်စီကိုနိုင်ထားပြီကျွန်တော်တို့ Aston Villa ကိုနိုင်ထားပြီ Spurs ကိုလည်းနိုင်ခဲ့တယ် Man City ရဲ့ Arsenal ရဲ့အကုန်လုံးနိုင်ထားတယ်ဆိုတော့ဒီ Liverpool နိုင်ရင်ထိုက်ဆုံးအသင်းတော်တော်များကိုနိုင်တော့မှာပေါ့အဲ့တော့ကာရီလက်ရှိကန်ရတဲ့လေးလာဝန်းကျင်တော်အတွင်းမှာသူရဲ့ဒီလင်မတ်တန်တစ်ခုရတော့မှာပေါ့ပြီးရင်နောက်ထပ် Ines အနေနဲ့လည်းမိုက်ကီကားရဲ့အတွက်ပို့ပြီးတော့စိန်စားလာနိုင်တယ်ဆိုတာလည်းသူတေချာဖို့ညတော့ပြီပေါ့အဲနောက်တစ်ခုကကျွန်တော်တို့ဒီနေ့ပွဲမှာဘရူနိုရဲ့ assist record ရှိုးနိုင်မလားဆိုတော့ထည့်ကြည့်အောင်ပေါ့လေလက်ကျင်က၄ပွဲကျန်သေးတော့ကျွန်တော်တို့ဒီပွဲမှာ assist တစ်လုံးလောက်ရလိုက်ရင်ပထမ16ချိန်ဆိုတော့ဒီတစ်လုံးဆိုရင်20ဖြစ်မှာပေါ့20ဆိုရင်ကျွန်တော်တို့ဒီ Thierry Henry နဲ့ Kevin De Bruyne တို့ရဲ့ sanction ကိုလိုက်မိတော့မယ်ဆိုတော့ဒီပွဲမှာတစ်ချိန်နောက်ထပ်လာမဲ့ Sunderland နဲ့ပွဲမှာတစ်ချိန်လောက်ဆိုရင်Bruno Fernandes အတွက်လည်း record တစ်ခုမှတ်တင်ဝင်သွားမှာပေါ့အဲ့ဒီတန်းလည်းကျွန်တော်တို့ကစောင့်ကြည့်ရအောင်ဒီပွဲကတော့9-9ရှုံးချန်ပီယံလိုက်ကတော့ကျွန်တော်တို့နောက်နေ့ကတော့သေချာတောက်ရှိတော့ပြီငင်းနေရှက်လာဒါပေမဲ့ဒီပွဲကအင်္ဂလန်ဒါဘီဖြစ်တာရဲ့နောက်တစ်ခုကအသိလုံးကအောင်မတိုင်နေရသမိုင်းတွေရအမေရိကန်ပြိုင်ဆိုင်မှုတွေပြင်နေဆိုတော့ဒီပွဲကနိုင်တော့ပိုကောင်းတာပေါ့ကျွန်တော်လည်းဒီပွဲကိုဒါပေမဲ့ကျွန်တော်တို့ဒီနေ့ကတရင်တွေကလည်းမျိုးတက်နေဆက်စကိုကတန်ရထားတယ်ပါညာလေးကလူရှော့ကလည်းမသေးချဘူးပါနဲ့လို့ဖြစ်ပြီပါဒီပွဲကတော့မနိုင်တော့ဖေးလောက်ကြရင်တော့ကျွန်တော်တို့တော့ကောင်းမှာပေါ့အနိုင်တော့မျှော်လင့်ပါတယ်အကုန်လုံးညာနေ9 နာရီမှာမျက်ဆက်ဒီကျွန်တော်ရဲ့ Old Trafford ကွင်းကြီးမှာကံမဲ့မေဝေးကိုအကုန်လုံးစောင့်ကြည့်ကြတာပေါ့အဲ့တော့ Villa United ကိုအားပေးနေရတဲ့ပရိသတ်တယောက်ချင်းစီရတယ်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ page လေးကိုလည်း like and follow ရှင်းလေးလုပ်ခဲ့ပါအောင်လို့ပြောချင်ပါတယ်အကုန်လုံးကျေးဇူးတင်ပါတယ်